ဒီနေရာကတော့စောက်ပြင်းကြီးတဲ့သူတွေအတွက်ငရဲပုံဖြစ်ပါတယ်အသက်ရှင်စဉ်ကစောက်ရမ်းပြင်းခဲ့တဲ့သူတွေဟာဒီကျိတ်ဆုံကြီးထဲမှာမရက်မနာပြေးကြရပါတယ်တကယ်လို့သူတို့ကလွတ်မြောက်လို့ဇောနဲ့ရေထဲကိုခုန်ချခဲ့ရင်လည်းပီရန်ဟာငါးတွေရဲ့ကြိုက်ခဲဝါမျိုးချင်းကိုခံရမှာပါဒီအချိန်မှာပဲတေဆုံးသွားတဲ့သူတွေတဲကမိသက်သမားဟောင်းတစ်ယောက်ပါလာပါတယ်သူဟာအသက်ရှင်စဉ်တုန်းကလူပေါင်းများစွာကိုကယ်တင်ခဲ့သူပါသူ့ရဲ့မှတ်တမ်းတွေကိုကြည့်ပြီးငရဲဘရင်မကသဘောကျသွားကဘာကြောင့်တခြားသူတွေအတွက်ကိုယ့်အသက်ကိုစွန့်စားခဲ့တာလဲလို့မေးလိုက်ပါတယ်အဲ့ဒီခါမှာတော့ထင်မှတ်မထားတဲ့အဖြစ်တစ်ခုကိုအမျိုးသားကပေးလိုက်ပါတယ်ကျွန်တော်ပတ်စံရဖို့အတွက်ပဲလုပ်ခဲ့တာပါတယ်ဒီစကားကိုကြားလိုက်ရတဲ့အခါငရဲဘရင်မရဲ့မျက်နှာပေါ်ကအပြုံးတွေပျောက်ကွယ်သွားပြီးသူ့ကိုချက်ချင်းအပြစ်ပေးဖို့အမိန့်ထုတ်လိုက်ပါတယ်ဘာကြောင့်လဲဆိုတော့ငရဲပြည်မှာပတ်စံဟာတန်ဖိုးမရှိသလိုအလှူဒန်းတဲ့ကောင်းမှုတွေကိုငွေကြေးအတွက်ပဲရည်ရွယ်ပြီးလုပ်ခဲ့တဲ့သူတွေဟာလည်းအပြစ်ပေးခံရစမြဲမို့လို့ပါဒါပေမဲ့ဘရင်မရဲ့အမှုထမ်းတစ်ယောက်ကရှေ့ကိုထွက်လာပြီးဒီလူရဲ့ဘဝကိုနောက်ဆုံးတစ်ခေါက်လောက်တေချာပြန်ကြည့်ပေးဖို့တောင်းပန်ခဲ့ပါတယ်ဘရင်မကခွင့်ပြုလိုက်တဲ့ခါမှာတော့မြင်ကွင်းတွေကပြောင်းလဲသွားပါတယ်တကယ်တော့ဒီအမျိုးသားဟာတနေ့ကိုအလုပ်၅ခုအထိလုပ်ခဲ့ရရှာတာပါမိသက်သမားအလုပ်ပြီးတာနဲ့ညနေပိုင်းမှာစားတောက်ဆိုင်မှာအလုပ်လုပ်ရတယ်ပြီးရင်ကုန်ပစ္စည်းတွေပို့ရတယ်ညနေပိုင်းမှာတော့အများသုံးအိမ်သားတွေကိုလိုက်တန့်ရှင်းရပါတယ်သူဒီလောက်အထိရုန်းကန်ခဲ့ရတာဟာနေမကောင်းဖြစ်နေတဲ့မိခင်အိုကြီးရဲ့စေးဖိုးဝါခါတွေရှာဖွေပေးဖို့အတွက်ဖြစ်နေတာပါဒီအမှန်တရားကိုမြင်လိုက်ရတဲ့အခါမှာတော့ငရဲဘရင်မဟာသူ့ဘဝအတွက်ပတ်စံကဘလောက်အထိအရေးကြီးခဲ့တယ်လဲဆိုတာကိုနားလည်သွားပါတယ်ဒါကြောင့်သူ့အပေါ်ချမှတ်ထားတဲ့ပြစ်ဒဏ်တွေကိုပယ်ဖျက်ပေးလိုက်ပါတယ်ဇကာ